Hello ရှင်မင်္ဂလာပါရှင်ဟုတ်ကဲ့ကျမလည်းအခုရေချိုးပြီးဘောရှုပြီးဆိုတော့လေစေပလေနော်နေပြီလေမနော်ဘေးနာလည်းဘာအသားလေးမှားတယ်အသားလေးအဲ့တော့ကျမလည်းဘာဖြစ်လို့ဆိုတော့လေဒီဘူးလေးကကောနာဒီမှာမြင်လားကျမတက်ခါပါတော့ရင်နဲ့တသားလည်းပစမ်းရှာရချင်းတိုးလေးလောက်ပြောတာကျမတို့မျိုးဝင်ငွေလို့ရှိရင်ဆိုရင်ရရှင်းဆိုရင်ကျမလည်းမတက်ခါပစ္စည်းပဲတော့ဘာရဆော်ဝဲလည်းတက်ခါဝင်ပြီးဆိုရင်ဘာရဆော်ဝဲလည်းဘာမှရှာရမလို့ဆိုတော့ဘာရဆော်ဝဲလေးကလေစတိုးတယ်ဒေါ်လီမှာတော့ဆွဲဆွဲပြီးဆိုတာအဲ့ဒါလေးကိုဒီမှာဘာရဆော်ဝဲလေးကိုလေဟိုမှာလေးတွေကိုရေးလိုက်အဲ့ဒါဒေါ်လို့ဆွဲတယ်ဆိုတော့ဆွဲထားလိုက်ဆွဲပြီးဆိုဘာရဆော်ဝဲလေးသူကလည်းပေါ်လာလိမ့်မယ်ရှင်အဲ့ဒါလဲနေလဲဆိုဝါလိမ့်မယ်နော်အဲ့ဒါလေးနေပြီးဆိုတာမိမိခါမဲ့ကောက်ဖွဲရထဲမှာမိမိဝိုင်ဝဲကြီးပြီးလေလာလို့ရရှေ့လေလာပြီးဆိုတာလေမိမိကြိုက်မိမိနေတဲ့ဆိုလဲကြောပစ္စည်းလေးဝယ်လေးရနော်အဲ့ဒါမှဆေးဝါးလေးပါသားပစ္စည်းလေးလည်းရှိပါတယ်ရှေ့အဲ့ဒါလေးလည်းမိမိကြိုက်ဆိုပြီးဝယ်လို့ရနေကျမတို့မျိုးသမီးလေးရလေဘာဖြစ်လို့ဆိုတလားတက်ခါမှဆိုရလေကိုယ့်သို့စီလေးကိုတယ်လေဒါဆိုကိုယ်ဝင်ငွေဆိုလို့ဒါမှလို့ဝယ်မို့လားဟုတ်တယ်နော်မယမရှိနာဟုတ်တယ်နော်ဒါဆိုရင်ကျမတို့ကဘယ်လိုမျိုးဆိုနီလာတက်ဖာလာနေကိုယ့်မျိုးသားပေါ့ရှင်ရှာပေးရမယ်ပေါ့နော်အမျိုးရှာပေးရမဆိုမို့ကိုယ်ကျူစားမယ်ပေါ့ကွယ်အဲ့လိုမျိုးပေါ့ကိုယ်မူတဲ့စုတော့ပေါ့ကိုမခလေးလေးလည်းရှင်သားသမီးလေးရှင်မို့လားအဲ့လိုမျိုးပေါ့အဲ့လိုမျိုးပေါ့ရှင်အဲ့ဆိုတော့မိမကျဲပစ္စည်းတစ်ခုဝယ်ပြီးဆိုတာကျဲပစ္စည်းတစ်ခုမိမိဝယ်ပြီးဆိုတာမိမိဟိုမဲ့ဟိုစားဖြစ်လို့ရနာကောက်ဖွေးပြီးဆိုလေပစ္စည်းတစ်ခုဝယ်တော့ပြီးဆိုရင်ကောက်ဖွေးခါရဘေးပတ်ဆန်းဝါနဲ့နီလာလေးတွေရပါတယ်ဖရီဘိုတက်တော်မစင်ဂျာအကိုလုံးမတားပဲမပူနဲ့အကိုလုံးတင်ပေးတဲ့တက်တော်ထဲမှာသူတို့တင်ပေးတဲ့ဖွယ်စီတာတိတာအဖွယ်ကိုရှိပါတယ်ရှင်မိမိသားလေးရင်လောရှိစီဟိုသားလို့ရင်လိုပါတယ်အဲဆိုရင်တလားတက်ခါကိုမဝင်ငွေလေးတွေဘယ်ဆိုတာPO ဆိုတာ PO မျိုး CEO ဆို CEO မျိုးပေါ့ရှင် CS ဆို CS ဆိုမျိုးပေါ့အဲ့လိုမျိုးပေါ့မျိုးရှိရလေသူဖွဲနာမျိုးရှိရရှင်မိမိတို့ရဲ့ဝိုင်ဝေးလေလာလို့ရနာအထမလားအကိုလို့ရှိရရှိဒါပြီးဆိုမိမိရဲ့မြန်ခွဲလေးဘယ်လိုရမလဲဆိုအဲ့ဒါမှသင်ချပေးတဲ့သူလေးရှိရတော့ရှင်မိမိတို့စူးစမ်းမဆိုစူးစမ်းတက်လို့ရပါတယ်ရှင်အမျိုးပါရှင်တောင်းဝဆဝဲလေးထဲမှာလေလာပါရှင်မရှိမဖြစ်နော်ကျမတို့အရှင်မလေးတဲ့စီပွဲတခုကိုရှာရမယ်ရှင်တသမီးလေးနဲ့ရတာပါကိုလည်းလှချတသမီးလေးလှချပါတယ်ရှင်မြူလားဝေးနေရောဘိုင်ဘိုင်မင်္ဂလာပါရှင်ကျေးဇူးတင်ပါတယ်ရှင်